ညီမဲ့ကျွန်တော်တို့ဟွာကြတော့ညီမဲ့ကျွန်တော်တို့ဟွာကြတော့အဲ့မှာဒီတောင်းွက်လေးအမပြောတဲ့ PJ ဆိုတဲ့ဝိုင်းနဲ့တရားလေးပြီးမှပုံလေးနဲ့ပြပြီမယ်နော်အဲ့ဒါက15လေးတွေပါ PJ ရတော့15ပြီP 40နဲ့လားသူကတဝိုင်းလုံး30 40ရှိရဆိုတော့သူကတခြားခြားနဲ့တော့ကြတော့15 40အဲ့ဒါမို့သူကစလေးမူရင်ကကြတော့ဒီဘက်အရှိဘက်ကဝိုင်းရတာပေါ့နော်အနောက်ဘက်ကဒီလမ်းတောင်းွက်ကဟာလေးတော့မိတ်တူနဲ့ရမှာပေါ့ပြီးတော့119လမ်း118လမ်းကြားထဲမှာလည်းဖြစ်တယ်ပြီးတော့ဘယ်လိုပြောရင်တော့ကောင်းပါတစ်ခွန် A တောင်းဘူကြလန်းနဲ့တောင်းွက်လေးအနောက်တောင်လေလေးပေါ့နော်အဲ့ဒါတွေကဝိုင်းလွတ်ကလေးပါဝိုင်းလွတ်ကလေးနော်ဘာမှအုတ်တိုင်းကြီးပါညာအုတ်တိုင်းမှညာတော့မကတ်သေးကြောက်တိုင်းလေးပဲစိုက်ထားတယ်44လေးနဲ့45လမ်းကြားမှာရှိတယ်နော်တိတ်ကတော့1450ဒီဘက်မှာသူ့ရဲ့ဒီဘက်မှာမ29ပြီးတော့ဒီဘက်မှာလက်ကောင်းလို့ဆိုတဲ့လမ်းကိုလည်းတွားလို့မင်းမျိုးလမ်းလေးမင်းမျိုးလမ်းခွဲလမ်းလေးတလမ်းနောက်တလမ်းရှိသေးတယ်အဲ့ဒါလေးရောခုလမ်းသစ်ပေါက်ထားတာလေးပေါ့နော်အရင်တော့ကနေဖောက်ပြီးသားပါအဲ့လမ်းသစ်ပေါက်ထားတဲ့လမ်းလေးကိုတွားလို့ရမှာဖြစ်ပါတယ်ကျွန်တော်ဝိုင်းကွက်ကလေးရဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာခုလိုပေးချေလေးမေးပြီးလဲအမတော်ယူလဲလောက်ကန်ဆင်ပြပါစေကျွန်တော်တို့ရနာဦးအင်ချမ်မီတိုက်အင်ချမ်မီဖွဲ့ကိုလဲဒီဝိုင်းလေးကိုစိတ်ဝင်စားရဆိုဆက်သွယ်ပေးလို့ရပါတယ်ခင်ဗျာ